Hello ဒီနေ့ဗီဒီယိုလေးမှာတော့အမကြီးမိရအပိုင်းတစ်ကလေးကိုတင်ဆက်ပေးပါပဲဖြစ်ပါတယ်။ဒါလေးကတော့တူကပုကလေးပဲဖြစ်ပါတယ်ဆိုတော့ဇလန်းလေးစားလေးအား let's go မနဲ့မိုးလေးပြီပဲ။ဒီနေ့အငယ်မတို့အလက်မတို့ကကြောင်းပိတ်တာပဲငါသူတို့ပဲခေါ်သွားရင်ကောင်းမလဲ။ငါသိပြီသူတို့ရမ်းသွားရှင်တဲ့နေရာလေးလေဟိုနေရာလေးကိုပဲခေါ်သွားလိုက်မယ်။ရုပ်ရှင်အောင်ပေါ့။ဗာလေရေချိုးတဲ့ဝီစာလေးလဲပြီးတော့ရေချိုးရမယ်လေပြန်တက်တယ်အင်းကြီးလည်းယူပြီးဆိုတော့ငါရေချိုးရမယ်မလေးငယ်မတို့ကအခုတော့9နာရီတောင်ထိုးနေပြီဟာသူတို့ကတယောက်မှမထကြသေးဘူးပြီးရင်ငါဆိုမှသူတို့မနိုးလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဒီနဲ့ပြောမယ်ငါမသိငါအမကြီးမိရအတိုင်းလိုက်လှုပ်ပေးနေတာကြာနေတာပဲဟုတ်တယ်ငါစိတ်ကတိုးလာပြီသွားတက်ရအောင်မယ်မနေ့ညတော့ဗါလဲမနေ့ညတော့ဂျူလီသွားတက်ရလားမသိပါဘူးပြီးရင်ငါဂျူလီကိုသွားကြည့်လိုက်ပါဦးမယ်ကဲသွားတိုက်ပြီးအင်းကြီးလဲပြီးဆိုတော့ငါဂျူလီကိုသွားပြီးကြည့်အောင်ဟဲအမလေးကုံပါပြီတော့ကုံပါပြီဂျူလီကငါဝယ်ပေးထားတဲ့တက်ဘလက်ကိုအားမသွင်းတော့ညာတော့သွားပြီးဖုန်းက0ပဲကျန်တော့တယ်0ကျန်တာတော့ပွင့်နေသေးရဲ့အမလေးဂျူလီကလည်းတော်တော်လေးကိုစိုးတာပဲတော့ခေါ်လာအောင်မယ်ဧပြီဟဲ့ဧပြီငါတို့ပြင်တော့မှနေမလိုက်ဘူးလားဧပြီဟာနေရလဲတမျိုးလိုက်မှာပေါ့ဘာဖြစ်နေရလဲဘာဖြစ်တာလဲငါနှစ်ကြီးရငါ့ကိုပြန်ခေါ်လိုက်နော်ငါ25နှစ်ထက်ကြီးရအဲ့ဆိုရင်သမီးတက်ကငါ20လေးတော်ပြီစကားများနဲ့တွားရေးသွားချိုးဟာငါလည်းဟင်းကြီးပြန်ဝင့်နေစိတ်ညစ်ပါရဲ့ဒီမတယောက်နဲ့တော့ငါလည်းကြားလာယူတော့မှာပဲသူညမဂျူလီကြတော့ဗာလဲသူညမဂျူလီကြတော့ဗာလဲစုကိုမစုကငါတယောက်ပဲစုနေသူညမဂျူလီကြတော့အမလေးညီမလေးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဘာဖြစ်နေမှန်းမသိသူတယောက်လေငါစိတ်ညစ်ပါကဲသွားရလဲတိုက်ရအောင်မယ်နေရောဂျူလီမနေ့ကတော့သွားတိုက်လာမသိဘူးသူရှိအောင်အပုတ်စော်ရင်နန်းနေဂျူလီတယောက်နဲ့တော့သွားမတိုက်ဘူးထင်ပါရဲ့ကဲတော့လှုပ်ရှားမြန်လောက်ရမယ်အင်းကြီးလဲပြီးဆိုဝတ်တယ်လဲရှော်ပြရဆိုသွားလိုက်အောင်မယ်ဂျူလီရှင်နေကအိတ်ပုတ်ကြီးနော်သွားရေးသွားချွတ်အမကအပြင်သွားမလို့တဲ့နင့်ထားခဲ့ပဲနေမှာနော်တမီးတော့မပြောနဲ့တမီးလိုက်ပါအဲ့ဆိုလဲပြောငါရှင်းမှာစောင့်နေမယ်ဟုတ်ပြီနေသွားတိုက်နော်ဟုတ်မလေးဂျူလီကိုပြောလို့ရတာမဟုတ်ဟုတ်ရေမွေးလေးဆွတ်လိုက်ပါဦးမလေးအငယ်မကြီးအလက်မကြီးရေမွေးမစွတ်နဲ့နော်အမကလည်းခဏလေးပါပဲနင်ပြောရင်sorry နည်းနည်းလေးပါပဲနင်ပြောရင်နည်းနည်းလေးကအများကြီးပဲဟဲ့မို့ထိုးနံပလန်စော်တော်နေရပဲနော်ဟာညံငယ်ပြင်းနာဟဲ့ဒီချိုးဖို့ကလေငါညာတော့တော့မတက်ရသေးဘူးကဲသွားမြန်တိုက်ရမယ်သွားတိုက်စီမြန်ထည့်ပြီးတော့နေရာဒီလေးရောက်ပြီဆိုတော့တငယ်ချင်းတွေကိုပြန်တွန်းလိုက်တာဟဲ့အဝတ်စားလေးတော့ထားလိုက်ပါဦးမအဝတ်စားလေးထားပြီးပြီဆိုတော့အောက်မှာမနက်စာတော့စားရမယ်ဟဲ့အငယ်မရေမနက်စာတော့စားမယ်လေဟုတ်ကဲ့လာပြီနော်ခဏလေး
ကြိုရေငါတို့မနဲ့စာတစားအောင်မယ်နော်ကြိုလေးရေဟုတ်ရောက်တုတ်မလေးငါရဲ့ကြိုလေးကချစ်စရာလေးပါလားသွားမနဲ့စာတစားလောက်မယ်နော်ကြိုရေဝေါကဲတော့ကြမယ်အော်ဟဲ့ငါပတ်စံယူဖို့မေ့နေလို့နော်ငါပတ်စံသွားယူအောင်မယ်ဟုတ်ကဲ့ပတ်စံအိတ်ကိုငါပါလေယူရကောင်းမလဲအပန်းလေးပဲယူလိုက်တော့မယ်ဟဲ့နည်းနည်းပေါ့ဗာလဲတခုဝယ်ကတ်နဲ့ပဲရှင်းလိုက်တော့မယ်ပြီးမှပဲကတ်ထဲကိုပတ်စံပြဖြည့်လို့ရတယ်ကဲလာတော့ကြမယ်လီနင်တို့ညောင်မလာသေးဘူးလားကဲလာအောက်မှာမနဲ့စားတဲ့တော့စားရအောင်မလားမနဲ့စားရနဲ့ကြာလိုက်မယ်ဟုတ်ကဲလာပြီနော်ညီမခန့်နေတော့မဖုံးသွားယူအောင်မယ်ဟုတ်ကဲ့ပါမဟဲ့ငါမရှိသွားတယ်မအေးလာဂျူလီလာနေမအောင်စောင့်လိုက်အောင်ဟုတ်ငါဖုံးကိုဘယ်ဖုံးယူရကောင်းလဲဒီဖုံးလေးပဲယူလိုက်ပါမလေးရလာတော့ကြမယ်အေးမနဲ့စာရှေးကောင်းနော်ကဲအောက်ရောက်ပြီလာဒီနေ့တော့ငါခောက်ဆွဲနဲ့အသားဟင်းချက်ပေးမယ်နော်မြန်ဝအောင်အသားဟင်းကကြာရမဟုတ်လားဟဲ့အဲ့လောက်တော့တိတ်မကြဘူးလေဟဲ့နေ့လိုတော့ဘယ်ဟုတ်လဲကဲထိုင်ကြငါပစံဒီပါထားလိုက်အောင်မယ်ဟဲ့ဧပြီနေ့ဖုံးကဟင်းနဲ့လဲပြုတ်ကြသွားအောင်မယ်ဟဲ့ဒီမှာလာထားပါလားရပါရဲ့ငါဘောင်းမီမှာအိတ်ကက်ပါတယ်အေးအဲ့ဒါအကြောင်းကိုပြောတာအဲ့ဒီအိတ်ကက်ကြောင့်ငါနင့်ကိုပြောတာညာလီပြောလို့ရတာမဟုတ်ဘူးဧပြီရဲ့ကဲပြောမနေပါနဲ့ငါပါပြောမနေပါနဲ့ဟဲ့နမတာနေချက်အေးပါနေရတော့မောက်ပြန်ပြောနေနော်ငေမလောက်မဟုတ်ဘူးကဲဒါလည်းกินရအောင်မယ်ကြန်ကဲပကံရင်တော့ချနေအောင်မယ်ဟဲ့နေတို့ခဏလောက်ဘေးဖယ်အောင်ဟဲ့ငါပကံချမလို့အေးပကံလည်းချပြီးဟင်းလည်းရပြီဆိုတော့စားငါရင်စားမယ်နော်ညမ်ရေလို့ဟိုစားကဲစားလို့တောက်လို့ပြီးပြီဆိုတော့လာတော့ကြမယ်မသမီးအေးတောက်ရှင်နေအေးမတောက်ရဘူးပြန်လာမှတောက်ရမယ်ရုပ်ရှင်အောင်သွားမှနေမလိုက်ဘူးလားဟမ်မမကလည်းမမရဲ့ဘာရိုက်ပြောမနေနဲ့နော်နေဟိုတစ်ဘက်ကတော့ချောင်းဆိုးနေရနော်ခလေးတွေနဲ့မတည့်ဘူးအေးကအဲ့ဒါဘာလို့ဝယ်ထားသေးတော့အဲ့ဒါငါတို့နှစ်ယောက်တောက်ဖို့လေဂျူလီရဲ့မမနော်အငယ်ကိုအမြဲတမ်းပဲနိုင်ကျင်တယ်တော်တန်တိတ်ကြမ်းပါလာတော့မယ်တော့ခက်လာအောင်မငါတော့ပါထက်သွားမယ်ငိမ့်နေလို့ဂျူလီရဲ့နေတို့နှစ်ယောက်ကပြောလီကဲလီတို့နှစ်ယောက်ကတပုံစံနဲ့ပဲသွားမယ်ရုပ်ရှင်ရောက်တော့ခါအမကြီးရုပ်ရှင်လေးကြည့်ချင်လို့ဟုတ်ကဲ့ဒီနေ့ရုပ်ရှင်ကနှစ်ကားလာမယ်နော်ဟုတ်လားဟုတ်တယ်နှစ်ကားတော့မဟုတ်သုံးကားပေါ့မလည်းတေချာမသိဘူးနော်တထိုင်ရပါပြီဟုတ်ကဲ့ပါဟဲ့ဒီညာကြီးကလူကြက်နေရဲ့ဟဲ့နေ့ငါပတ်စံကိုဒီနာထားလိုက်မယ်နော်ဒီနေ့ဖုံးမှာထည့်ထားကဲနေရောကခလီကိုငါပေါမော်လဲတင်ထားလို့မဖြစ်ဘူးဆိုတော့နိုင်ငါခလီကိုနေရာရွှေ့လိုက်မယ်အပေါ်မိုက်ကောင်ဒီမှာခဏရင်တော့ငါပုတ်ဆုပ်သွားယူလိုက်အောင်အမကြီးပုတ်ဆုပ်နှစ်ခုလောက်ဟုတ်ကဲ့ပါရှင်ကျမတို့ကအလက်ကားကျွေးပါတယ်ဟုတ်ကဲ့ပါညနေတို့ညစားဖို့အတွက်ဒီမှာထိုင်တော့မယ်ဟဲ့နေမစားဘူးလားရရင်ငါမစားတော့ပါဘူး
ကဲနင်တို့နှစ်ယောက်စားပြီးပြီဆိုငါ့ကိုအခွန်နေပြီးတော့ရောမဟုတ်ပြီမလေးရေအခွန်ကိုမဒီထဲထည့်လိုက်မယ်နော်ဟုတ်ကဲ့ဟုတ်ပြီအဲ့ဆိုမသွားပြီနော်ဟုတ်ကဲ့ပါမကဲငါခလီးနဲ့ထိုင်လိုက်မယ်နော်တလားကဲဆိုတော့ကျမတို့ကအရင်ဦးဆုံးမင်းသမီးလေးနဲ့ဓမြလေးဓမြကျမတင်ပြပေးမှာဖြစ်ပါတယ်ငါတို့နန်းတော်ရဘလို့ဖြစ်လို့ပျက်စီးသွားရလဲမသိဘူးဟာငါတို့နန်းတော်ရလဲဟေးမလုံနဲ့ဟမ်ရှင်းရဘူးလဲမင်းတို့နန်းတော်ကမင်းတို့နန်းတော်ကိုအခါတိုင်းလာလုံနေတဲ့ဓမြပဲဟမ်ဓမြလာရှင်ဘာလို့လဲဓမြကရွာဒီမှာပဲတိုက်ခိုက်တာမဟုတ်ဘူးလားမဟုတ်ဘူးဓမြကအကုန်လုံးနေရာမှန်ဓမြငါတိုက်ခိုက်တယ်ဘာဖြစ်လို့လဲငါဘရင်မကြီးရဲ့ပတ်စံတွေကိုနေရဲ့ဘရင်ကြီးကခိုးသွားလေရော့တေစမ်းကျမတို့ဓာတ်နဲ့ဘာလို့ထိုးတာလဲဟာငါရဲ့ဘရင်မကြီးရဲ့ပတ်စံတွေကိုရွှေတွေကိုနေရဲ့ဘရင်ရခိုးသွားတာလေအားလုံးကိုကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခုစလိုက်ရအောင်နောက်ထပ်ရုပ်ရှင်တစ်ခုပေါ့နော်နောက်တော့ကောင်းမလေးနဲ့ဘလူးကြီးပေါ့ဟာတော်နဲ့ကြီးတည်းအရန်ကိုตายရလိုက်ကြဟာကြည့်ပါဦးပိုးကောင်လေးတောင်ရှိတယ်ချစ်စရာလေးတွေပဲပိုးကောင်လေးရချစ်ဖို့ကောင်းတယ်ဟာဟမ်ဒါပါတန်လဲမင်းကိုငါတက်ပြစ်မယ်ယော့ဘာလဲအငွေ့တွေကများလိုက်တာOh no ကဲကြပါဦးဟာsorry ဟာကောင်းတယ်ငါတော်နဲ့ကြီးတဲ့ကိုငါမလှခိုင်းမဲနဲ့နင်ကလာရဲသေးရဲ့နော်ကဲစတော့အလုံးကိုပြီးပါပြီမနေ့ပြန်ကြမှာပဲထပ်ပြီးတော့တင်လိုက်တော့မယ်ပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်မနေ့ပြန်မှာထပ်တင်မယ်ရုပ်ရှင်ကတော်တော်လေးကိုကောင်းတာပဲဘလူးပြလို့တော့မသိဘူးမြန်နာအေးဆိုရုပ်ရှင်ကတော်တော်ကောင်းတော့လေကဲလာငါတို့အိမ်ပြန်ကြမယ်အေးပြန်ကြမယ်ရနေဖုန်းကိုင်ညီမလေးလာတော့မယ်အိမ်ပြန်မယ်โอเคအားလုံးကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်အပိုင်းနစ်ကလေးကိုတော့နည်းနည်းတင်မိုးကတော့နည်းနည်းရှိရပေါ့နော်ကျူရှင်တက်နေရလို့ဖြစ်ပါတယ်โอเคဘိုင်ဘိုင်အားလုံးကျေးဇူးတင်ရှိပါရှင်